မင်္ဂလာပါကျွန်တော်တို့ဒီကိုရီးယားမှာကျွန်တော်တို့ချောစီကျွန်တော်တို့ brace စီအင်ဂျင်ဝိုင်းကျွန်တော်တို့ဘူးအသေးလေးတွေကိုကျွန်တော်တို့ဒီဘလို့ထုတ်တယ်ဆိုတာကိုကျွန်တော်ကတော့ဒီနေ့မှာထုတ်တဲ့ဆက်ကိုကျွန်တော်တို့ထုတ်ဖို့ဆိုပြီးအဆင့်ဆင့်ကိုကျွန်တော်ဒီနေ့ဘူးလူဒအနေနဲ့စိုက်ပြပြသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဘူးထုတ်ဖို့ရာအတွက်ကိုကျွန်တော်တို့ဒီဘူးအယောင်နဲ့ပြီးလို့ရှိရင်ဒီပါဝင်ပစ္စည်းကိုကျွန်တော်တို့ဒါညံ့တတာအတိုးချဖြစ်အောင်ရောဆက်တဲ့ကျွန်တော်တို့ဒါဆက်ဖြစ်ပါတယ်နော်ရောဆက်တဲ့ဆက်ဖြစ်ပါတယ်ဒီဘက်ကနေချိန်ရတာပေါ့နော်ဒီဆက်ကနေပြီးချိန်ရတယ်ပေါ့နော်အဲဒီတော့ဒီဆက်ထဲမှာကြာသွားပြီဆိုရင်ဘာလို့ဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့ဒီအဓိကကုန်ကျန်းဖြစ်တဲ့ကျွန်တော်တို့ဒီပေါ်စီလေးတွေပေါ့နော်အဓိကကုန်ကျန်းဖြစ်တဲ့ဒီပေါ်စီလေးတွေဒီထဲကနေပြီးတော့ကျွန်တော်တို့ဒီဆက်ထဲကိုအရင်ဝင်ပါတယ်စိုးစားရောဆက်ပြီးသွားပြီဆိုလို့ရှိရင်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါကာလာစီးပေါ့နော်ကာလာအယောင်ထည့်တဲ့အယောင်စီးပေါ့အယောင်စီးဆိုတဲ့မှာကျွန်တော်တို့အခုဒါအနက်ရောင်လုပ်နေတဲ့အတွက်အနက်ရောင်ကျွန်တော်တို့ဒီကာလာစီးကိုအသုံးထားတဲ့အတွက်ဒီကဒါအနက်ရောင်ဖြစ်တယ်ပေါ့နော်ကျန်တဲ့ကျွန်တော်တို့ဒီတခြားအယောင်တွေလုံးမဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီကအခုဒါအပြာရောင်လို့ရှိရင်လည်းဒါအပြာရောင်ကိုကျွန်တော်တို့ဒါထည့်လို့ရပါတယ်ဒါအပြာရောင်ကာလာစီလေးပဲပြောင်းလိုက်အောင်ပေါ့ဒါပေမဲ့ဒီချိုးကြရောဆက်တဲ့မှာpercentage လေးတော့ရှိရပါတော့လိုအပ်တာပေါ့အပြာဆိုလို့ရှိရင်ဘယ်လောက် percentage အယောင်ကထည့်ရမယ်အလက်ဆိုရင်ဘယ်လောက်ထည့်ရမယ်ဆိုတာရှိဒါဆိုကျွန်တော်တို့အစိမ်းရောင်လုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါအစိမ်းရောင်ဒီကကျွန်တော်တို့ကာလာစီလေးကိုပြောင်းလိုက်ရင်ကျွန်တော်တို့ဒီဘူးလေးတွေထုတ်လို့ရပါတယ်အယောင်ကိုကြိုက်တဲ့အယောင်ဒီအစိမ်းရောင်မှမဟုတ်ဘူးကျွန်တော်တို့ဒီရောင်စုံကျွန်တော်တို့ကြိုက်တဲ့အကြောင်းကိုဒီကာလာကြီးပဲပြောင်းပြီးတော့ထုတ်လို့ရပါတယ်တော့အဓိကကုန်ညာကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြင်မဒါကော်စီပေါ့နော်ကော်စီအဖြူရောင်ပေါ့ဒါအဖြူရောင်ကတော့ကျွန်တော်တို့ဒါအဓိကကုန်ကြံပေါ့ဒီအပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကျန်တဲ့ကျွန်တော်တို့တခြားကာလာကြီးပြောင်းသွားအောင်ပဲကာလာအကြောင်းပြောင်းပြီးတော့ကျွန်တော်တို့ချိန်ပြီးတော့လုပ်သွားအောင်လုပ်တာနော်ဟုတ်ကဲ့ကျွန်တော်တို့ဒီဆက်ထဲမှာကျွန်တော်တို့ဒီအကြောင်းကာလာဒီပေါ်ကြီးရယ်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီအဓိကကုန်ရောဖြစ်တဲ့ဒီဖြူရောင်ကာလာကြီးရယ်ကျွန်တော်တို့ဒါအချိုးကြရောဆက်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီကျွန်တော်တို့ဒီထဲကိုရောဆက်ပြီးတာဒီထဲကိုရောက်မှာပေါ့နော်ပုံးထဲကိုရောက်အဲ့ပုံကနေမှတစ်ဆင့်ကျွန်တော်တို့ကဘယ်လိုပြန်ထုတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအဲ့နေပြီးတော့လေနဲ့စုပ်ပြီးတော့ကျွန်တော်တို့ကအဓိကပုံးထုတ်လုပ်မယ်ကျွန်တော်တို့ဒီဆက်ကြီးစီကိုကျွန်တော်တို့ဒါအပေါ်ကိုဆွဲပြီးတော့ကျွန်တော်တို့ဒါတင်လိုက်တာပေါ့နော်ဒီအဓိကပုံးထုတ်မဲ့ကျွန်တော်တို့ဒီဆက်ပေါ်ကိုတင်လိုက်တာကျွန်တော်တို့ဒီထဲမှာအောက်ကနေပြီးတော့ကာလာဆက်ပြီးတော့ကျွန်တော်ပေါ်ကြီးတွေကိုဒီပိုက်ထဲမှာကျွန်တော်တို့ဒီထဲကိုတင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အဓိကဒီဆက်ထဲကိုကျွန်တော်တို့ဒီရောက်ပြီပေါ့နော်ဆက်ထဲမှာရောက်သွားပြီဒီထဲကနေမှကျွန်တော်တို့အပူပေးပြီးတော့ကျွန်တော်တို့ဒီအပူပေးပြီးတော့ကျွန်တော်တို့ဒီအပူစနစ်နဲ့ကျွန်တော်တို့အပူပေးပြီးတော့ဒါပေါ်ကြီးတွေကိုကျွန်တော်တို့ပြော့အောင်လုပ်ပြီးတော့ကျွန်တော်တို့ရှေ့ကျွန်တော်တို့ပုံစံကွာသုံးမဲ့စီကိုကျွန်တော်တို့ပေါ်ကြီးအပြော့ဖြစ်အောင်ကျွန်တော်တို့ဆွဲထုတ်ပြီးတော့ကျွန်တော်တို့ထည့်လိုက်တာပေါ့နော်ဒါပြီးမှဒါဟီတာတွေကျွန်တော်တို့အပူချိန်ဟီတာတွေဆင့်ဆင့်ခံထားပြီးတော့ကျွန်တော်တို့ရှေ့ကိုကျွန်တော်တို့ဒါတွန်းပို့မှာပေါ့နော်ဒီနောက်ကတော့ဒါတွန်းပို့တဲ့ကျွန်တော်တို့ဒါမော်တာကြီးပဲဖြစ်ပါတယ်နောက်ကနေပြီးတော့ဆက်ပြီးတွန်းပို့ပါဒါကတော့ကျွန်တော်တို့တွန်းပို့ပြီးတော့ရောက်လာတဲ့ကျွန်တော်တို့ဒီရှေ့မှာရပေါ်ကြီးတွေကိုကျွန်တော်တို့အပူပေးပြီးတော့အရင်ဆွဲပြီးလုပ်လိုက်တဲ့ဒါကျွန်တော်တို့ပေါ်ကြီးတွေပဲဖြစ်တယ်ဒါကိုလိုကနေပြီးတော့ဒါနဲ့ဆက်မှာဖြစ်တယ်အဖေတို့ဆက်တာပေါ်ကြီးတွေကိုကြာလာပြီးတော့အပူတွေဟီတာတွေပေးပြီးတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဖုံးရတော့ဒါမျိုးကျွန်တော်တို့ယူရပါတော့ဒါဆိုရင်ကျွန်တော်တို့ဒါလေနဲ့ကျွန်တော်တို့ပုံစံကွက်ထဲမှာဒီပေါ်စီအပြော့ကိုလေနဲ့ပုံစံကွက်ထဲမှာပုံစံရိုက်သွင်းတာဒါဆိုရင်ဒီဘက်ဆိုရင်ဒါနောက်တစ်လုံးထပ်ပြီးတော့ဒါလာယူအဲ့လိုရလာပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒီအစာလေးတွေရှိတာဒီဖုံးရဲ့ကျွန်တော်တို့ဒီပုံစံကွက်ထဲကနေထွက်လာတဲ့ကျွန်တော်အစာလေးတွေဖိတ်စာနောက်စာလေးတွေရှိတာပေါ့အဲ့ဒါတွေကိုကျွန်တော်တို့ဒါအချော့တက်နေနဲ့ကျွန်တော်တို့ဖြတ်လိုက်တာပေါ့နော်ဟိုကျွန်တော်ယူလာပြီပေါ့နော်ဟိုမိုးကွက်ထဲကနေပြီးတော့ထုတ်လာပြီးတော့ယူလာတယ်ဒါဆိုချက်မှာပေါ့နော်အောက်ကလည်းဒါဖြတ်မှာပေါ့နော်အပေါ်ကလည်းဖြတ်မှာအပေါ်အောက်ဖြတ်ရအောင်ဖြတ်ဒါအောက်ဖြတ်ပြီးပေါ်ဖြတ်လိုက်လေးပုံ
တစ်ခါယူရင်၄ဘူးဆိုတော့ဒါ၄ဘူးပြီးသွားပြီပေါ့နော်ကျွန်တော်တို့ဒါဘူးကြီးဆိုလို့ရှိရင်ဒီလိုကျွန်တော်တို့ဒီကွန်ပျူတာပေါ်မှာပေါ့နော်ကွန်ပျူတာပေါ်မှာထွက်လာတယ်ပေါ့ကွန်ပျူတာပေါ်ကနေပြီးတော့ဒါတစ်ဆင့်လောက်ကိုသွားတာကွန်ပျူတာကနေကျွန်တော်တို့ဘယ်သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပုံးရကျွန်တော်တို့ဒါအလေးချိန်ဒါဖြတ်တန်းတာပေါ့ဒါအလေးချိန်ချိန်ရင်းနေရပေါ့အလေးချိန်ချိန်ရင်းနေရကိုဖြတ်တန်းရတယ်ကတ်တန်းနေရကိုဖြတ်တန်းနေရမှာကျွန်တော်တို့ဒီအလေးချိန်သတ်မှတ်ထားတဲ့အလေးချိန်ရောဒီဖြစ်စေပိုဒီဖြစ်စေဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့ဒီဘူးကဒီဘူးအကောင်းမဟုတ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်လေးချိန်ငယ်ဒီဖြစ်စေများဒီဖြစ်စေသတ်မှတ်ထားတဲ့လေးချိန်ကကျော်ရင်ကျွန်တော်တို့ကဒီမှာဒါကနေပြီးအော်တိုရိုက်ချတာဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါအလေးချိန်ဒါအလေးချိန်နဲလို့ညာလို့ဒါအပြည့်အစင်းထဲမှာဖက်ထားတဲ့ဒါဘူးကြီးပေါ့နော်ဒီလိုရိုက်ချတာအဲ့ကနေတစ်ဆင့်ကျွန်တော်တို့ဒီဘက်ကိုလေးချိန်ကျွန်တော်တို့ဖြတ်တန်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဘူးမှာကျွန်တော်တို့လေးလုံးမလုံးဘူးအပေါက်မပါပမ်ပါမပါဆိုတာကျွန်တော်တို့ဒါဘူးစစ်မှာလေးမုတ်ဘူးစစ်မှာလေးမုတ်ဘူးစစ်တာလေးမုတ်ပြီးတကယ်လို့စစ်လို့ဘူးအပေါက်ပါတယ်ဘူးနှခမ်းပဲ့တာတွေလေးမလုံးဘူးမကောင်းဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီကနေပြီးတော့ကျွန်တော်တို့ရိုက်ချပြီးတော့ဒါအပြက်စင်းထဲမှာကျွန်တော်တို့ပါတာပေါ့ဒါတယောက်ကဘူးလို့ဆိုလို့ရှိရင်ဒါအပြက်စင်းထဲမှာပါတာပေါ့နော်ဒါလိုမျိုးတွန်းချလိုက်တယ်ဆိုလို့ရှိရင်ဒါအပြက်စင်းထဲမှာပါတယ်ဘူးတွေအဲ့ဒီတစ်စင်းကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့စစ်တက်ကထောကတ်တဲ့ကြီးစစ်တက်ကထောကတ်တဲ့ကြီးစစ်တက်ကကတ်တာဒီဘက်မှာတော့ဒါစစ်တက်ကထောကတ်ဒီဘက်ကြရင်ကျွန်တော်တို့ဒါစစ်တက်ကကတ်ပြီးသားကျွန်တော်တို့ဘူးလေးတွေထောဖြစ်သွားတာစစ်တက်ကကတ်ပြီးသားကျွန်တော်တို့ဘူးထောဖြစ်အဲ့ကနေတစ်စင်းကျွန်တော်တို့ဒီလိုပစ္စည်းတွေကျွန်တော်တို့ဒီစစ်တက်ကကတ်ပြီးရင်ဒီစစ်တက်ကညီညာမှုရှိမရှိဆိုတာကိုကျွန်တော်တို့ကဗာနဲ့ကြည့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကလူစစ်စရာမလိုအောင်ကျွန်တော်တို့ကဒီမှာရှိတယ်ဒါကင်မရာလေးပေါ့နော်ဒီကင်မရာတွေကနေပြီးတော့ကြတော့ဒီမှန်စစ်တက်ကဒီရဲ့နေရာချမချတိကျမှုရှိမရှိဆိုတာဒါကင်မရာကနေစစ်လိုက်တာဘယ်လိုလာလဲဒီကင်မရာရှိမှလာတယ်ဘယ်တစ်ခါညာတစ်ခါဒါမျိုးလာတယ်နော်တကယ်လို့ကျွန်တော်တို့ကဒီစစ်တက်ကကျွန်တော်ကတ်တာမညီညာမှုရှိတဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမကိုက်ဘူးမညီညာဘူးရှိတဲ့ပုံစံမကြဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့မာကာတွေပေးထားတာပေါ့နော်အဲ့ဒါမာကာတွေပေးထားတယ်ကျွန်တော်တို့က point တွေပေးထားတယ်အဲ့တော့ဒီမာကာတွေပေးထားတာနဲ့လွဲနေတယ်မညီညာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပြတ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတစ်ခါတည်းဒီတွန်းချပြီးပေးပစ်လိုက်တာပေါ့ဒီမှာကင်မရာနဲ့နေထားတော့ဒီကင်မရာထိန်းနဲ့ကျွန်တော်တို့ဒါကွန်ပျူတာပေါ့ပေါ့နော်နောက်ဆုံးဒါအပြတ်စစ်တဲ့ကွန်ပျူတာပေါ့နောက်ဆုံးဒီအထောတက်ပြီးတော့ဒါကျွန်တော်တို့ဒီစီထဲမဲ့ကျွန်တော်တို့ချောစီကျွန်တော်တို့အင်ဂျင်ဝိုင်းလေးကျွန်တော်တို့ဒီစီထဲမဲ့ကျွန်တော်တို့ဒီဘူးအချောအဆင့်ကိုကျွန်တော်တို့ကုမ္ပဏီကိုပို့မဲ့အဆင့်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ကဘာတွေဖြစ်လဲဆိုလို့ရှိရင်ဒါတစ်လုံးချင်းစီကိုကျွန်တော်တို့ကတန်းချင်းများကိုလုံးတန်းနဲ့ကျွန်တော်တို့ဒါဒီလိုမျိုးကျွန်တော်တို့တွန်းချပေးတယ်ပေါ့နော်ဒါစီပြီးတော့စီတွန်းချစီလောက်ပြီးတော့ကျွန်တော်တို့ဒါကျွန်တော်အိတ်ထဲကိုထည့်မှဖြစ်တယ်ဒါကတော့ကျွန်တော်တို့ဒီကိုလုံးတန်းကျွန်တော်တို့ဒါဒီကိုလုံးတန်းကျွန်တော်တို့ဒါကိုတန်းကျွန်တော်တို့ဒါစီပြီးတော့ဒီမှာကျွန်တော်တို့တိုင်ပင်ပေးထားတာဖြစ်တာအဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါကိုလုံးပြေးလို့ရှိရင်ကျွန်တော်တို့ဒီမျိုးကျွန်တော်တို့အိတ်ထဲကိုတစ်ခါပဲတူးလို့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့အိတ်ထဲကိုတူးလို့တန်းထည့်ပေးတာပေါ့ဆောနာတော့ကျွန်တော်တို့ထည့်ပြီးသားကိုကျွန်တော်တို့ဒီတန်းထည့်ထားတဲ့ကျွန်တော်တို့ဒီစီထားတဲ့ဟာကိုကျွန်တော်တို့ဒီအိတ်ထဲကိုထည့်ဖို့ဆိုရင်အိတ်ကိုဒီထိတ်ကိုကျွန်တော်တို့ဒီလိုဆွတ်လိုက်ရတာဒီလိုအိတ်ကိုဆွတ်လိုက်ရတယ်အိတ်ကိုဆွတ်ပြီးရင်ကျွန်တော်တို့ကဒီအိတ်ထဲမှာကိုလုံးတန်းကျွန်တော်တို့ဝင်မှာပေါ့နော်ကိုလုံးတန်းကျွန်တော်တို့ဝင်မှာပေါ့အဲဆိုရင်ကျွန်တော်တို့ဒါအိတ်ထဲကိုထည့်ဖို့ပါတော့အဲကျွန်တော်တို့ဒါအိတ်ဆွတ်လိုက်တာပေါ့ဒီကတော့ကျွန်တော်တို့ဆက်မှာကျွန်တော်တို့ကြီးမားမပြတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကအဓိကဆက်ရတာကဒီပေါ့အပုံးအလေးချိန်နဲ့ပြီးလို့ရှိရင်ဒီကျွန်တော်တို့
ဒီကင်မရာဒီကျွန်တော်တို့ဒီစတစ်ကာကောင်းကောင်းကတ်မကတ်တွေပြီးလို့ချင်းဒီစတစ်ကာတိကျမှုရှိမရှိတွေအဲ့ဒါတွေအဓိကဆက်ရတယ်ပြီးလို့ချင်းဒီစတစ်ကာချိန်စတစ်ကာချိန်ရတယ်ပေါ့နော်ကုန်ကန်ကြီးဆိုလို့ချင်းကျွန်တော်စတစ်ကာတွေအဖြစ်ချိန်ရတယ်အဲ့ဒါမျိုးတွေအဓိကပြီးလို့ချင်းတုံးတန်းဟိုဒီနည်းနည်းပပတုံးတန်းဟိုဒီကြီးကြီးမားမားဒီဆက်ပြတ်တာမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီလောက်သက်ကြလာအမြဒီကိုတက်တဲ့အရာတွေအပေါ်ရန်အသေးပိုင်းကိုတက်တဲ့အရာတွေကတော့ကျွန်တော်တို့ကဒါကိုယ့်အကူပဲသင်ကြားမိသွားတာပေါ့ခုဒါဆိုရင်ကျွန်တော်တို့ဒါ8လုံး8တန်းရှိပြီပေါ့နော်ဒါကိုပေးထားတာကဒါကိုအမြောက်9လုံးတန်းပေါ့နော်9လုံးတန်းဆိုတဲ့အနေအထားမျိုးမှာကျွန်တော်တို့8လုံး9တန်း8လုံးရှိပြီပေါ့နော်8တန်း9လုံးတန်း8တန်းရှိသွားပြီပေါ့နော်အဲဒီတော့ကျွန်တော်တို့နောက်တန်းဆိုလို့ရှိရင်ကျွန်တော်တို့ပြည့်ပါဒါနောက်တန်းပေါ့ဒီတန်းဆိုလို့ရှိရင်ကျွန်တော်တို့ကိုအမြောက်ပြည့်ပါပြီ9တန်းကျွန်တော်တို့တစ်ထုပ်ပြည့်ပြီပေါ့အဲ့တော့ဒီတစ်ထုပ်ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ကနေပြီးတော့ကျွန်တော်တို့ဒါဒီဟာကိုအိတ်ထဲကိုထည့်မှာဖြစ်တယ်ဒါအိတ်ထဲကိုထည့်တဲ့အနေထားပါဒါအိတ်ထဲကိုစီ9လုံးတန်းကျွန်တော်တို့ဒါထည့်ပြီးတဲ့အနေထားပေါ့အဲ့လိုကျွန်တော်တို့ဒီ9လုံးတန်းပြည့်သွားပြီဆိုလို့ရှိရင်ဒါတစ်ထုပ်ပေါ့နော်တစ်ထုပ်တော့ကို81ဒါ81လုံးပေါ့နော်81လုံးဆိုလို့ရှိရင်ဒါကျွန်တော်တို့ဒါထုတ်ပိုးမှုအားလုံးစစ်ဆေးပြီးပေါ့နော်ဒီစတစ်ကာတွေလည်းကျွန်တော်တို့စစ်ဆေးပြီးဖြစ်တယ်ပြီးရင်ဒီဖုန်းမှာလည်းကျွန်တော်ဘူးလေးတွေမှာလည်းကျွန်တော်တို့အပြတ်မပါဘူးဆိုတာကိုလည်းကျွန်တော်တို့စစ်ဆေးပြီးသားဖြစ်တယ်ပေါ့နော်စစ်ဆေးပြီးသားဖြစ်တာကိုကျွန်တော်တို့ကဒီတူဒါလေးကိုကျွန်တော်တို့ကထုတ်ပြီးတော့ဒီအိတ်ကိုထုတ်ပြီးတော့ကျွန်တော်တို့ဒီတစ်ဖက်စီထက်မဲ့ကုမ္ပဏီကိုပို့မဲ့ကျွန်တော်တို့ဒီမှာကျွန်တော်တို့ပုံအရေးအတွက် site တိုင်းအခက်တိုင်းကျွန်တော်တို့ဒါတင်ပေးရအောင်ခုနကျွန်တော်ပြောတဲ့အတိုင်းပေါ့နော်ခုနပြခဲ့တဲ့အတိုင်းဒါအိတ်ကိုကျွန်တော်တို့ဒါနောက်တစ်အိတ်လုပ်ဖို့အတွက်ကိုဒါနောက်တစ်အိတ်စွတ်မှာဖြစ်ပါတယ်နောက်တစ်အိတ်စွတ်နောက်တစ်ဆိုမဲ့အနေထားပေါ့ဒါအဲ့လိုတင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပို့မဲ့စက်ရုံကိုကျွန်တော်တို့ဒါပစ္စည်းကိုစစ်ပြီးတော့ဒါတင်းပြီးသွားပြီဆိုကျွန်တော်တို့တိတိကျကျကျွန်တော်တို့ plastic ပတ်ရတယ်အဲ့လို plastic ပတ်ဖို့အတွက်ကိုကျွန်တော်တို့ကဒါ12ပတ်မှာဖြစ်တယ်ဒုတိယလို့ပြီးတော့ကျွန်တော်တို့ဒါ12ပတ်ဒါတော့နောက်ဆုံးထုတ်ပိုးပြီးသွားတဲ့အချိန်မှာတခါဒီနောက်ဆက်ရုံပို့မဲ့ဒါပုံဘူးအခေါ်ဘူးတော့စစ်ပြီးတဲ့ဒါပို့မဲ့ဒါနောက်ဆုံးအဆင့်ဒါတာဝတ်တင်ပြီးဒါပတ်သက်ထုတ်ပြီးတာဝတ်တင်ပို့ဒါတော့ကျွန်တော်တို့ကနောက်ဆုံးအဆင့်ပေါ့ဒါကျွန်တော်တို့ဒါအကုန်ပြီးသွားတဲ့အနေအထားမျိုးမှာဒါကိုကျွန်တော်တို့ဒီ forklift နဲ့မပြီးတော့ကျွန်တော်တို့ဒီကိုတောင်တဲကိုပို့